တဲ့ဆိုပြီးထပ်ပြီးချပေးသွားတယ်ပေါ့နော်โอเคဒါဆိုရင်ကျွန်တော်6ကြိမ်အတွက်ဒီတဲ့3ကွက်နီးကိုထပ်ပြီးချပေးသွားအောင်လားဆိုတာလေးတွေ့ပြပေးသွားမယ်ပေါ့နော်ငါ3ပေါင်းရှင်းက8ရတယ်ငါနဲ့ထပ်ပေါင်းရမှာဖြစ်တယ်ပေါ့နော်ရှင်းနဲ့5ပေါင်းတော့73ရတဲ့အတွက်3ကိုတိတိုးတာ4ကို3ပေါင်းရှင်း9ဆိုတဲ့အတွက်အဲ့ဒီအတွက်ညရ3 4ခွန်ထိပ်စီးဆိုပြီးရတယ်ပေါ့နော်အလေးထိန်ကိုထပ်ပြီးလေ့လာကြည့်အောင်လားခင်ဗျာ9နဲ့ကြိမ်30ပေါ့နော်ဒီအပေါ်ကထိပ်စီးနဲ့အပိတ်နဲ့ကိုယူပေါင်းထားတာဖြစ်ပါတယ်3နဲ့ကြိမ်6ဒီ3ကိုယူတဲ့အတွက်ဒီ2ကိုယူတယ်ပြီးရင်ဒီ6 5 6ကိုယူတဲ့အတွက်ဒီ3 3များပေါင်း3ပြီးရင်8နဲ့ထပ်ပေါင်းတာဖြစ်တယ်ပေါ့နော်9နဲ့8ပေါင်းရှင်း30 6နဲ့3ပေါင်းရှင်း9ဆိုတဲ့အတွက်အလေးထိန်9ဖြစ်ပါတယ်ခင်ဗျာတွဲနည်းအရာဖြစ်ပါတယ်ပေါ့နော်โอเคအပိတ်ကိုလည်းထပ်ပြီးတော့လေ့လာကြည့်အောင်ကျွန်တော်အပေါ်ကယူတဲ့နေ့တိုင်းပဲဒီ9နဲ့ကြိမ်14 4နဲ့6ပေါင်းရှင်းက30ရမယ်ပေါ့နော်9နဲ့ကြိမ်က14 4နဲ့6ပေါင်း30 5သလုံးကျန်တဲ့အတွက်ကြောင့်မို့အပိတ်5ဖြစ်ပါတယ်ဒါကြောင့်မို့ကျွန်တော်ဒီ6ကြိမ်မှာကစားကွက်3ကွက်ရနေတာဖြစ်ပါတယ်ပေါ့နော်ထပ်ပြီးတော့ရှာပေးသွားအောင်မယ်ဆိုရင်ပေါ့နော်395 495ခွန်95ဆိုပြီးတော့ကျွန်တော်ဒီ3ကွက်ရတာဖြစ်ပါတယ်ဒါဒီ20အရာကျွန်တော်မိတ်ဆွေများအထောက်အကူရအောင်ကြည်ရွယ်ပြီးတော့တင်ဆက်ပေးရှင်းတာဖြစ်ပါတယ်ပေါ့နော်โอเคကျွန်တော်20ဒီဘလူးပဲကောင်းနေပါစီဆက်ပေးရှင်ပါလေဆက်ပေးတာဖြစ်တဲ့အတွက်ကြောင့်မို့မိတ်ဆွေများအနေနဲ့အသုံးပြုတဲ့အခါမှာကြီးစုပြီးတော့မိတ်ဆွေရဲ့အဆုံးဖြတ်ချက်ကိုဒါလေးအတည်ပြုပါပေါ့နော်โอเคဒီ20ဒီကျွန်တော်တို့ဒီကနေစားပြီးတော့ချပေးလာတယ်ပေါ့နော်နှစ်3ည9ခွန်ခွန်9ခွန်3ည3ည3ခွန်ခွန်8 9 4ပြီးရင်ဒီမှာ9 6 3ဆိုပြီးဒီလိုလေးချပေးသွားခဲ့ပြီပေါ့နော်โอเคဒီ3ကွက်ထက်က3ကွက်ထပ်ပြီးချပေးသွားအောင်မလားဆိုတာလေးကတော့ကျွန်တော်စောင့်ကြည့်ရမှာပဲဖြစ်ပါတယ်